ဒီလိုဖြစ် အမဲရောင်ကြိုက်တယ်မလားအမဲရောင်ဒါပြီးတော့မေမေကအရင်စီကန်းကြည့်တယ်မလားဟုတ်တယ်မလားမေမေကလည်းစီကန်းကြည့်တယ်လေ အမသမီးလား ဘယ်လိုလုပ်လဲ အမသမီးလား မသမီးလားဟုတ်ပါဘူးမတက်တက်လာစားတာပဲဘယ်လိုလုပ်လဲလောက်အောင်နော်လောက်အောင်စနီးမြင့်လေဒုတိယစနီးမြင့်လေငါ ကျွန်တော်မြောက်ပေးတာမဟုတ်ဘူးကြလားတကယ်လို့လေမပြောတော့အိမ်မနေကြပလိုက်ကျွန်တော်တိုင်းမအိမ်မနေပါဘူး ဒုတိယမျက်နှာပုံးရှင်ဖြစ်တဲ့တူနိုင်မှုရဲ့ Princess Band လေးကိုအစင်းသေးဖြစ်ပြီနော် ဟုတ်ကဲ့ ဘေးကို ဩမြန်နေမောင်ယုံသွားငန်းနေဒီဘက်မှာထိပြီးနေပြီ ငါ့ကိုလုံးကျက်နေတာမသိဘူး ချ sorry အော်ရေခုံသွားတာရေခုံသွားတာ အဲ့လိုငုံတော့ထိုင်ပြောလို့ဖြစ်တယ်နော်အဲ့ကဲမေးခွန်းတွေလည်းအစင်းသေးဖြစ်ပြီမေးဖို့လည်းအစင်းသေးဖြစ်ပြီဆိုရင် Princess Band လေးကိုစပြီးတော့မေးလို့ရပါပြီဗျာ မော်ဒယ်လားတရုပ်ဆောင်လားအဆိုတော်လားအမှန်တိုင်းပြော miss လား miss လား မန်နေပြောဟမ်ဘာကြီးလဲတခုမှမဟုတ်ဘူးအဲ့ဘာလဲအဲ့တော့ စီလိုနာမှာဂျင်စောရခဏခဏတွေ့ရမလားဟုတ်တယ်မလားဒီနေကိုထုံးနဲ့ EDM ပွဲကိုပထမဦးဆုံးအချိန်အတူတူသွားဘူးလားဟုတ်တယ်မလားမရှိနဲ့ ဘာလို့လဲတန်တာမိုးသိမ့် ဟဲ့ကျွန်တော်တန်းတာသူထိုင်းတာကတန်းတာမဟုတ်ဘူး သူ့လေမင်းကဒါကြီးပဲပြောပါ ဟု ဆို တ်ဘူးအဖို့ကျွန်တော်ဘယ်သူလဲဆိုတော့ကျွန်တော်ရိပ်မိနေပြီကျွန်တော်ရိပ်မိနေပြီကျွန်တော်ဖြည်းဖြည်းချင်းဆွဲခေါ်နေတာ ပွဲတွေမှာစုံဘူးလားဒီနဲ့ပွဲတွေမှာစုံဘူးလား သုံးတယ် ဘယ်ပွဲလဲငကနာပွဲပြောနေတာဘယ်ပွဲလဲ ပွဲတွေများ အများကြီးပဲ တူစုံဘူးတယ်ပေါ့ဝဲတဲ့တူစုံဘူးတယ်ပေါ့ မဆိုဘူးတော့တော့မလိမ်ဘူးသူကနည်းနည်းအမှန်တိုင်း သူကအမှန်တိုင်းတော့နည်းနည်းပြော ဂီတာတီးတတ်တယ်မလားဂီတာကောင်းတီးတတ်တယ်ဟုတ်တယ်မလားယူကီအာယူကီတီးတတ်တယ် ဂီတာတီးတယ် မသိဆောင်လုံးဝမဟုတ်ဘူးနော်သိဆောင်မဟုတ်ဘူးကာဘာဆောင်းနေဆိုဘူးတယ် နေမေအပြင်မှာထွန်းထွန်းကပြင်မှာထွန်းထွန်းကလာကြောင်ဘူးလား အာရဒါပဲဒါလောကကြီးကအမှန်တရားကိုပြန်လို့တယ်ဟုတ်တယ် မှန်တရားဖြစ်နေတဲ့ဒီလိုတော့ဖြစ်သွားရ ကို နော် ရဒါဦးလေးနဲ့သမီးနော်အရွယ်ဟုတ်တယ်အရွယ်လေးဟုတ်တယ် နောက်တယ်အဲ့လောက်တော့လည်းမဟုတ်ပါဘူးဒီလိုဖြစ် အမဲရောင်ကြိုက်တယ်မလားအမဲရောင်ဒါပြီးတော့မေမေကအရင်စီကန်းကြည့်တယ်မလားဟုတ်တယ်မလားမေမေကလည်းစီကန်းကြည့်တယ်လေ အမသမီးလား ဘယ်လိုလုပ်လဲ အမသမီးလား မသမီးလားဟုတ်ပါဘူး အမသမီးတော့မှကွာပြီး ကြည့် တော့ နေတာတော့ကျွန်တော်အမသမီးရဖြစ်နေတာလို့ မဟုတ်ဘူးတဲ့မညာနဲ့နော်ချိတ်ဖြစ်သွားရင်ဘယ်လိုလုပ်မလဲအမကိုသမီးကိုမသိတော့ဖြစ်တော့ပါပဲချိတ်ကအရက်လောက်မမြင်ဘူးချိတ်ကအဲ့လောက်ရက်မမြင်ဘူး ဒီကအပြန်စီလိုနာမှာဂျင်ဆော့မယ်ဆိုတော့သတင်းရထားဟုတ်တယ်မလားဟုတ်ကဲ့လေမကိုင်လေ ဆိုတော့မတက်တက်လာစားတာပဲဘယ်လိုလုပ်လဲလောက်အောင်နော်လောက်အောင်စနီးမြင့်လေဒုတိယစနီးမြင့်လေငါ ကျွန်တော်မြောက်ပေးတာမဟုတ်ဘူးကြလားတကယ်လို့လေမပြောတော့အိမ်မနေကြပလိုက်ကျွန်တော်တိုင်းမအိမ်မနေ ငါတို့တော့ကောင်းလား အိမ်မနေကြပလိုက် မခိုင်လေတခါပြောတာနေဟုတ်ရင်မဟုတ်ရင်နေငါ့ဘောတက်မလာနဲ့လို့ မဟုတ်သိမယ်နော်ဘောလို့ပါဒီနေ့ကျောင်းသွားတာပါကြာတာပရင်းနေဒီကျောင်းစီလာရိုက်တာဖြစ်မှာပေါ့မှာနေတော့ခွင့်တိုင်လိုက်တော့ပြီးရင်ငါဖုံးဆက်မယ် မဟုတ်ဘူးအမဲအောင်ကြိုက်တယ်ကွာအမေကစီကန်းကြည့်တယ်ကွာနော် तू ကအမှန်တိုင်းပြောတယ်ကွာမလိန်တက်မညာတက်ကွာအတန်လည်းထူးဆန်းတယ်ကွာဖြစ်နေကြီးအရှိဆုံးပဲ စက္ကန့်20ပဲကျွန်တော်စက္ကန့်20 မေလေဆိုတော့ဗာလဲမော်ဒယ်လားမစ်လားမညာနဲ့ ဟာမဟုတ်ဘူးမော်ဒယ်မဟုတ်ဘူးမတယ်ငါသမီးကမော်ဒယ်မမဟုတ်တာ အရက်ရှည်တယ်မလား မရှိဘူးလေမ မရှိဘူး မရှိဘူးမဟုတ်ဘူး ရှိတော့ အောက်စီးတာခဏဘူးအဖြူအောင်ထူကြီး တောင်းအမြင့်ကြီးစီးထားတာလားတောင်းအမြင့်ကြီးစီးထားတာလား တောင်းဖို့ခဏအဖြူအောင်တင်မလန်းလို့ခဏအဖြူအောင် ကြောက်ပါစမ်း ကဲအချိန်ပြည့်သွားပြီဟုတ်ပါပြီတော်ပြီရောက်အချက်ပဲပြန်တော့မယ်အချိန်ပြည့်သွားပြီ ခဏကထိတ်မိုင်းဖက်နေရှိတာလို့အောက်မှာ တော့ချောင်းနေတော့မယ် ခဏဖြူအောင်လေးမှာဖြူတော့ဟုတ်တယ်လေဘလို့ပုံစံမှမသိတာမသိအောက်မှာဖြူချိတ်နေမှာအဲ့ဖက်နေမရှိ တင်မလန်းလို့ဘူးမိန်းကလေးစီအဖြူအောင် လေးလေးမှာမြင် အမကျွန်တော် hints ပေးမယ်သူကအဲ့လိုလက်ဆက်လိုက်တော့ကျွန်တော်မြင်လိုက်ရတယ် ဘာလေးလဲ အရေးပြား အာ